ဟိုတနေ့ကကျွန်မ Facebook သုံးရင်းနဲ့ပေါ့နော်စာလေးတစ်ကြောင်းဖတ်လိုက်မိတယ်အဲ့မှာဘာရေးထားလဲဆိုတော့ you didn't learn to swing by reading about it ဆိုပြီးတော့မှရေးထားတာဖြစ်တယ်ပေါ့နော်ကျမတို့ရဲ့တကယ် reality မှာဆိုလို့ရှိရင်လူအများစုကအဲ့လိုဖြစ်တဲ့ကြတယ်ပေါ့နော်ကျမတို့ကဒီပေါ့နော်ကိုကတစ်ခုကိုလှုပ်တဲ့ချင်တယ်ကိုတစ်ခုကိုလိုချင်တယ်ဒါပေမဲ့ဒါကိုကျမတို့ဒီတိုင်းပဲပေါ့နော် action မယူဘဲနဲ့တော့ဘာမှရမှာမဟုတ်ဘူးပေါ့နော် action မယူဘဲနဲ့လူတိုင်းကဖြစ်ချင်တာတော့စိတ်ထဲမှာအများကြီးရှိတယ်လीเนาะဒီစာမှာပြောထားတယ်လို့ပဲကျမတို့ကရေကူးတတ်ဖို့အတွက်ဒီရေကူးနီးလမ်းညွန်ဖတ်ရုံနဲ့ကျမတို့ရေမကူးတတ်ဘူးပေါ့နော်တကယ်ရေထဲမှာဇင်းကူးမှပဲကျမတို့ဒီအရာကိုတင်ယူမှပဲကျမတို့အနေနဲ့ရေကူးတတ်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျမတို့ life မှာလည်းအဲ့လိုပဲပေါ့နော်ကိုလိုချင်တဲ့ lifestyle တစ်ခုရှိတယ်သူများတွေလိုပေါ့နော်ဒီဘယ်လိုခေါ်မလဲ freedom lifestyle တွေလိုချင်တယ်သူများတွေအောင်မြင်တယ်လို့ကိုလည်းအောင်မြင်ချင်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကကြတော့ action ယူဖို့ခါကြတော့ကျမတို့ကနောက်နေနေတယ်ဆိုလို့ရှိရင်တော့ဒီစားလေးမှာပြောထားတယ်လို့ပဲပေါ့နော်ကျမတို့ကဒီအရာကိုဖက်ယုံနဲ့ဒီအရာကိုစိတ်ထဲမှာစိတ်ကူးရင်နေယုံနဲ့ကျမတို့အတွက်လက်တွေ့ဖြစ်မလာဘူးပေါ့နော်အဲ့ဒါဆိုတော့အရေးကြီးဆုံးကကျမတို့က action ယူဖို့ဖြစ်တယ် action ယူမှပဲကျမတို့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ပေးနိုင်မှာဖြစ်တယ်ဆိုတဲ့အရာကိုအားလုံးကို share လုပ်ပေးခြင်းနဲ့တင့်အနေနဲ့ကျမလိုပဲကိုကလက်ရှိမှာ full time တစ်ခုအလုပ်လုပ်ရင်းနဲ့ပေါ့နော်အနာဂတ်အတွက်ကိုလိုချင်တဲ့ freedom lifestyle ကိုဖန်တီးဖို့အတွက်ကိုမိသားစုကိုအကောင့်ဆုံးထောက်ပံ့ပေးခြင်းတဲ့အတွက်ဆိုလို့ရှိရင်ဒါလက်ရှိအလုပ်နဲ့တွဲပြီးလုပ်ကိုင်နိုင်တဲ့ဒီ digital marketing လုပ်ငန်း opportunity ကိုအားလုံးကိုမိတ်ဆက်ပေးခြင်းနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ action ယူပြီးလေ့လာကြည့်ဖို့လိုအပ်တာဖြစ်တယ်စိတ်ကူးရင်နေရုံနဲ့သူများလိုဘယ်လိုခေါ်လဲသူများတွေအောင်မြင်နေတယ်လို့ live လို့ကျမတို့ကမရလာဘူးပေါ့နော်အဲ့ဒါဆိုတော့ကိုယ့်ဘက်ကနေနေ့စဉ်တိုင်းမှာဒါ action ယူဖို့လိုအပ်တယ်ဆိုတဲ့အရာကိုပြောပြပေးချင်တာဖြစ်တယ်ကျမလုပ်တဲ့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့မှတည်ကျင်တယ်ဆိုလို့ရှိရင်အချိန်မီကျမကိုဆက်သွယ်မေးမြန်းလို့ရတယ်ကျမကိုယ်တိုင်ကမန်တာတယောက်အနေနဲ့အကောင်းဆုံးကူညီပေးတော့မှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တယ်အားလုံးဘိုင်ဘိုင်ပါ